မင်္ဂလာပါတကယ်ချင်းတို့ဒီနေ့ညမှာတော့ကျွန်တော်ရဲ့ fan တွေအတွက်စောစင်စောထိုက်တဲ့ပွဲလေးရွေးချယ်မပေးခင်မှာနည်းနည်းဘောလုံးပွဲနဲ့ပတ်သက်တဲ့ကိစ္စလေးနည်းနည်းတော့ပြောချင်လို့เนาะကြံတာတော့မဟုတ်ပါဘူးအဲ့ပါလဲဆိုတော့နောက်ဆုံးရိုက်ပြီးတော့တင်ခဲ့တဲ့ဗီဒီယိုမှာကျွန်တော်အင်္ဂလန်ရွေးချယ်ပေးခဲ့တာအားလုံးလည်းသိပဲလေဟုတ်တယ်မလားဆိုတော့အဲ့မှာတကယ်ကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ကွန်မန့်လေးမှာပေါ့နော်ဘာသွားတွေ့ရလဲဆိုတော့အဲ့နေ့ကအားလုံးလည်းသိပဲလေအင်္ဂလန်အနေနဲ့ကတကယ်ကျွန်တော်ကြည့်ရရမ်းချုံနေတာဟုတ်တယ်မလားမက္ကဆီကိုနဲ့အင်္ဂလန်ပွဲမှာအဲ့နေ့ကအင်္ဂလန်နေ့ကြည့်ရရမ်းချုံနေတာဆိုတော့တချို့ကြလည်းပြောကြတာပေါ့နော်ကြည့်ရကြတော့ထည့်မပြောဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဆိုတော့မလို့အဲ့လိုမပြောတာပါတကယ်ချင်းတို့ဟုတ်တယ်မလားတရေနဲ့အနိုင်ဆိုကြတဲ့ကိုကတကယ်ချင်းတို့သဘောပေါက်တင်ပြီလေဥပမာဆိုကြပါစို့အပြားဆုံးရှုံးပွဲလေးတွေတရေပြားဆုံးရှုံးပွဲလေးဆိုလို့ရှိရင်ကျွန်တော်ဘက်ကတရေနဲ့အနိုင်မှန်းပါတယ်ဆိုတာရင်းသိပြီလေဟုတ်တယ်မလားပြားဆုံးဒီ20 30နိုင်သွားရင်အပြည့်လေဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ရင်းသိနေဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ရွေးချယ်ပေးတာနောက်ပြီးတော့တချို့ကဏ္ဍတွေမှာကြတော့ကျွန်တော်ရဲ့ဗီဒီယိုတွေအားလုံးကတကယ်ကျွန်တော်လည်းဒီပဲဘောလုံးပွဲကို analyze လုပ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက် online gambling နဲ့ပတ်သက်ဆက်နွယ်ခြင်းမရှိဘူးဆိုတော့ပေါ်လွင်အောင်လို့ကြီးတွေကိုထည့်မပြောတာပါเนาะနောက်ပြီးတော့နောက်တစ်ချက်အဲ့ဒါဗာလဲဆိုတော့အင်္ဂလန်နဲ့မက္ကဆီကိုပွဲမှာပေါ့เนาะကျွန်တော်အင်္ဂလန်ရွေးချယ်ပေးခဲ့ပေမဲ့တချို့တွေကဒီကြီးကတော့မဖြစ်သင့်ဘူးအင်္ဂလန်ကတကယ်နိုင်မယ်ဆိုဒီကြီးမဖောက်ဘူးလို့ဒီကြီးနေကတော့အင်္ဂလန်မနေရဲဘူးလို့ဒါမျိုးလေးတွေသွားတွေ့ရတယ်ဆိုတော့ဒါလည်းမန်တဲ့သူတွေအပြစ်မဟုတ်ပါဘူးเนาะအခုနောက်ပိုင်းကျွန်တော်တခါတည်းရန်ပေါ့နော်သူများတွေ share တာလေးမြင်နေရတာဘောလုံး group တွေမှာအဲ့ဒါဘာတွေသွားတွေ့ရလဲဆိုတော့နောက်ပိုင်း tips တော်တော်များများကိုပေါက်ကြီးတွေကိုပဲဇောင်းပေးပြီးတော့မှရွေးချယ်နေအောင်သွားတွေ့ရတယ်တင်ချာတော့တလို့ပေါ့တကယ်ချင်းတို့ပါနော်အဆင်ဘလောက်กว่าတဲ့အတင်းတွေတွေ့ခဲ့တော့ကဘလို့ကြီးပေါက်ခဲ့တယ်ဒီအတင်းရဲ့တွေ့ဆုံမှုကတော့ဒီကြီးကတော့မဖြစ်တင်ဘူးဘာကြောင့်လဲဆိုတော့ဒီနှစ်တင်းရဲ့အဆင်ကဘလောက်ပဲกว่าတယ်ဒါတွေကတကယ်ချင်းတို့ဘယ်လိုပြောရမလဲဘောလုံးအနေထားရပြောမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်ကျော်လောက်ကတော့ဒီအတွေးတွေကမှန်ကောင်းမှန်တယ်နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာကတကယ်ချင်းတို့ပေါက်ကြီးတွေကမရိုးရှင်းတော့ဘူးကျွန်တော်ပြောချင်တာလေဒီလားဘာကြောင့်လဲဆိုတော့ psychology ပညာတွေပါလာပြီချင်းတယ်ကျွန်တော်အမြင်ပေါ့နော်ဘာကြောင့်လဲဆိုတကယ်ချင်းတို့တစ်ခါတည်းမှာဘုကီကကြိုတီးပြီးသားကြိုတွေးပြီးသားဒီကြေးဖောက်ရင်ထိုးသားများသူဘယ်ဘက်ကနေမလဲဆိုတော့ဒီတင်းကဥပမာထား A တင်းနဲ့ B တင်းတွေ့တယ်ဒီကြေးဖောက်လိုက်ထိုးသားများစုကဘယ်တင်းနေမလဲ A တင်းလား okay ဟုတ်ပြီအဲ့ဆို A တင်းကိုမနေအောင်လို့ဘယ်လိုဖောက်အောင်မလဲသူတို့မှာ plan ရှိပြီးသားငါးစားချပြီးသားဆိုတော့ဒီဟာတွေကကျွန်တော်ရဲ့ fan တွေကတော့အထွေထူးပြောစရာမလိုဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကမ္ဘာဖလားမှာစပြီးတော့ live မလွင်ဘူးဗီဒီယိုတိုလေးပဲတင်ပေးတဲ့အနေထားတစ်ခုမှာကျွန်တော်ရဲ့ fan တွေကအရင်ကျွန်တော်ရဲ့ live တွေမှာအခုကျွန်တော်ပြောတဲ့ကဏ္ဍတွေအကုန်လုံးသိရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ fan တွေကထွေထူးပြောစရာမလိုဘာလို့လဲဆိုတော့သူတို့တွေကဟင်းသားတဲ့မို့ကျွန်တော်ကွန်ချက်ပါချပြပြီးသားဖြစ်နေတော့ကျွန်တော်ဒီဗီဒီယိုမှာအခုဒါတွေပြောရခြင်းကခုနကကျွန်တော်ပြောလို့ comment လေးလာမှန်းနဲ့မနေ့တနေ့မှာကျွန်တော် fan တွေဖြစ်လာတဲ့ကျွန်တော်ဗီဒီယိုမြင်ဘူးတဲ့သူတွေအတွက်ပြောရခြင်းဖြစ်ပါတယ်เนาะဆိုတော့ဒါကကမ္ဘာဖလားဖြစ်နေလို့တကယ်ကြီးလို့เนาะကမ္ဘာဖလားဖြစ်နေလို့ဆိုတာလီပွဲတွေမှာဆိုလို့ရှိရင်တိထက်ကိုပိုပြီးပညာပါတယ်ဆိုရင်တော့ကမ္ဘာဖလားဆိုတာကနိုင်ငံအလိုက်၄နှစ်မှတစ်ချိန်ကျင်းပတာဖြစ်တဲ့အတွက်ပွဲတိုင်းကိုလည်းပိုကီကတိတ်ပြီး control မလုပ်နိုင်တယ်လို့ပွဲတော်များများလည်းလုပ်ပွဲကင်းစင်ပါတယ်เนาะလီပွဲတွေမှာကြတော့ခုထက်ကိုပိုပြီးတော့ယူရတဲ့ပညာပါတယ်ဘာကြောင့်လဲဆိုတော့ပေါက်ကြီးတစ်ခုတည်းတင်ချင်းကပ်လို့မရတော့ဇရာရက်တည်မှုတွေအဆင့်ရက်တည်မှုတွေဥပမာထိတ်ဆုံးအသင်းအဆင့်1အသင်းနဲ့အဆင့်20အသင်းနဲ့တွေ့တယ်ဆိုကြပါစို့အင်္ဂလန်ပရီးမီးယားလိမှာအဆင့်အသင်း20ရှိတယ်တကယ်ကျွန်တော်ထိတ်ဆုံးအသင်းနဲ့အောက်ဆုံးအသင်းတွေ့ပြီဆိုလို့ရှိရင်10ပွဲမှာ10ပွဲလောက်ထိတ်ဆုံးအသင်းကကြီးမအောင်တာမျိုးတွေเนาะနောက်ပြီးတော့အမှတ်ရှင်းတူနေလို့ရှိရင်ကိုယ့်အောက်ကအသင်းကိုကြော်တက်မခံတာတွေအကယ်၍ဂျားထဲမှာ3-4မှတ်ဟပြီဆိုလို့ရှိရင်တည်ရဒါမှမဟုတ်ရှုံးကန်ပြီးတော့မှဒီစိတ်ဝင်စားပွဲဖြစ်အောင်အောက်ကအသင်းကိုဆွဲခေါ်တာမျိုးတွေဒါမျိုးတွေအများကြီးကန်တာတွေရှုတော့မောင်းတော့စဉ်းစားရတာပေါ့နော်ဆိုတော့အဓိကပြောချင်တာဗာလဲဆိုတော့အခုနောက်ပိုင်းမှာပေါက်ကြီးတစ်ခုတွေနဲ့ချင်းကပ်တာဒီမလုံလောက်တော့ပါဘူးเนาะလွန်ခဲ့တဲ့9နှစ်နဲ့9နှစ်ရဲ့အရင်ရှေ့ပိုင်းနေမှာတော့
ပေါက်ကြီးတစ်ခုနဲ့ချင်းကတ်တာနီးစပ်ပါတယ်ဘာကြောင့်လဲဆိုတော့ကြေးအမှန်ဖောက်တော့နော်ခုကြတော့ကြေးကိုအမှန်မဖောက်တဲ့ပြင်လှည့်ကွက်တွေပါလာပြီကျွန်တော်ခုနကပြောသလိုစိတ်ပညာရှင်တွေပါလာပြီလို့ပဲပြောရမှာပေါ့နော်ဒီကြေးဖောက်ရင်ထူးသားများစုပဲတင်ရနေမလဲဟုတ်တယ်မလားအကယ်၍အဲ့လိုမဟုတ်ဘူးထိုးသားများဒီအိတ်သင်းမှာနေမယ်ဆိုတာတီးလို့ရှိရင်အိတ်သင်းမနေအောင်ဘယ်လိုကြီးမျိုးဖောက်ရမလဲဆိုကြပါစို့ကဲဟိုတနေ့ကဆိုလို့ရှိရင်တကယ်ချင်းတို့ level 20ရှုံးကြီးဖောက်ပေးလိုက်တယ်အင်္ဂလန်ဘက်ကနေပြီးဘယ်သူမှမရက်တည်ရတော့ဘူးလေဟုတ်တယ်မလားဆိုတော့အကယ်၍အဲ့နေရာမှာဒါက level ရှုံးတို့တစ်လုံး20သားတို့ဖောက်ကြည့်ပါလားတကယ်ချင်းတို့အင်္ဂလန်ပဲပြုံနေမှာပေါ့ဆိုတော့ဒါမျိုးလေးတွေလှည့်ကွက်လေးပေါ့နောက်ပြီးကြေးတစ်ခုတွေကိုကြည့်ပြီးမချင်းကပ်ပါနဲ့ဆိုတာအဲ့နေရမ်းများပါတယ်နော်တကယ်ချင်းတို့ကြေးတစ်ခုတွေကိုဇောင်းပေးပြီးတော့ရွေးချယ်နေရဆိုပြီးတော့ကျွန်တော်မပြောလို့ပါဘူးဒါသူတို့တွေအချိန်တန်ရင်တော့အလွဲပါများလာရင်တော့အော်ငါတို့ရွေးချယ်တာဘာတွေလိုအပ်ချက်ရှိနေလဲဆိုကိုအမားပြင်ဆင်ရင်နဲ့မှန်တာများလာမှာပါဆိုတော့အဓိကကျွန်တော် UTV ပြောတာဒီကျွန်တော်ရဲ့ fan တွေလည်းမဟုတ်ဘူးကျွန်တော်ရဲ့ fan တွေကလည်းထွေထွေပြောစရာမလိုဘာလို့ဆိုတော့ကျွန်တော်ခုလိုမျိုးဗီဒီယိုတွေရိုက်မတင်ခင်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကလွှင့်ခဲ့တဲ့ live တွေမှာကလေးကကျွန်တော်ဒါတွေကထည့်ပြောပြီးသားဖြစ်တဲ့အတွက်အခုမှကျွန်တော် fan စဖြစ်တဲ့သူတွေနောက်ပြီးတော့မှအခုမှကျွန်တော်ဒီဗီဒီယိုကြည့်ဘူးတဲ့သူတွေအတွက်စေတနာနဲ့ပြောရခြင်းဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ရှေ့လျှောက်ကမ္ဘာဖလားပွဲတွေနဲလာပြီဆိုတော့ကျွန်တော်လည်း free ပွဲနေ့တိုင်းတကယ်ချင်းတို့ခံမှန်းပြီးဖြစ်တော့မှာမဟုတ်တော့ဘူးဆိုတော့ဒါကိုလည်းနားလည်ပြီဆိုတော့ကျွန်တော်ရဲ့ fan တွေအနေနဲ့အခုမှကျွန်တော်ရဲ့ fan စဖြစ်လာမဲ့သူတွေအနေနဲ့ကိုပိုင်နိုင်ရွေးချယ်တတ်အောင်လို့အခုလိုမျိုးလေးပြောပြခြင်းဖြစ်ပါတယ်ဆိုတော့ရှုတော့မောင်းတော့ချင်းခက်ပါเนาะကြီးတစ်ခုတွေမစင်စားပါနဲ့ကစားသမားအင်အားတူတယောက်ချင်းဆွမ်းဆောင်ရေးနေပြဆွမ်းဆောင်ရေးเนาะနောက်ပြီးတော့မှဂျာတိဥရုเนาะလက်ရှိကန်နေတဲ့နိုင်ငံနဲ့သွားကန်နေတဲ့နိုင်ငံတွေရဲ့နှစ်နိုင်ငံသူတို့နိုင်ငံနှစ်နိုင်ငံရဲ့ဒီအပူချိန်ကွာဟချက်တွေဒါတွေကတော့ထည့်စဉ်းစားတာပို့ပြီးတော့နှီးစပ်ပါတယ်ဆိုတော့ကြေးတစ်ခုလေးစဉ်းစားတာအရန်အနေများပါတယ်เนาะတကယ်ကျွန်တော်ဒါလေးကျွန်တော်ပြောပြချင်တာပါเนาะခုနောက်ပိုင်းအဲ့လိုကြေးတစ်ခုလေးတွေ့ပြီးတော့မှကြေးတစ်ခုလေးချင်းကပ်ပြီးတော့မှရွေးချယ်နေတဲ့သူတွေလာမှန်းတာလေးတွေ့နေလို့ပါเนาะတကယ်ကျွန်တော်โอเคဟုတ်ပြီအဲ့တော့ဒီညကျွန်တော်ရဲ့ fan တွေအတွက်เนาะရွေးချယ်တဲ့ပွဲကောင်းလေးတစ်ပွဲရွေးချယ်ပေးခဲ့မယ်เนาะအဲ့ဒါဗာလဲဆိုတော့တကယ်ကျွန်တော်ဆွစ်ဇာလန်နဲ့ကိုလံဘီယာပွဲเนาะအဲ့ပွဲမှာတော့တကယ်ကျွန်တော်ကိုလံဘီယာကိုပဲကြိုက်ပါတယ်เนาะတကယ်ကျွန်တော်ကိုလံဘီယာကိုပဲကြိုက်ပါတယ်ဆိုတာကတခြားကြောင့်မဟုတ်ဘူးနိုင်လိုစိတ်ပြင်းထန်မှုကဆွစ်ဇာလန်ထက်ဆိုင်ကိုလံဘီယာတာတယ်ကစားပေါက်ကလည်းပုံမှန်ကြောတယ်တူးချင်းတယောက်ချင်းဆွမ်းဆောင်ရမှလည်းတာတယ်เนาะနောက်ပြီးတော့ကမ္ဘာအဆင့်သတ်မှတ်ချက်မှာလည်းဘယ်လိုပဲဖြစ်ဖြစ်ကိုလံဘီယာတာတဲ့အတွက်ကျွန်တော်ကတော့ကိုလံဘီယာကိုပဲရွေးပါတယ်မိနစ်90အတွင်းမှာနိုင်တကူကတော့ဖြစ်မယ်လို့ယူဆပါတယ်ကိုရလက်အပြင်ခံမှန်းမယ်ဆိုရင်တော့ 1-0 ဒါမှမဟုတ်လို့ရှိရင် 2-1 လောက်နဲ့ဆွစ်ဇာလန်အသင်းကိုလံဘီယာနိုင်သွားမယ်လို့ယူဆပါတယ်ဆိုတော့ကျွန်တော်ရဲ့ fan တွေအနေနဲ့ရောကိုလံဘီယာအနေနဲ့ဆွစ်ဇာလန်ကိုဘယ်နှကူလောက်နဲ့နိုင်သွားမလဲ comment box မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနောက်တကယ်ကျွန်တော်ကတော့ကိုလံဘီယာအနေနဲ့ဆွစ်ဇာလန်ကို 1-0 ဒါမှမဟုတ် 2-1 လောက်နဲ့နိုင်သွားမယ်လို့ခံမှန်းပါတယ်โอเคအဲ့ဒါပဲတော့တကယ်ကြီး bye bye နောက်မှတွေ့ကြတာပေါ့နော်